ချစ်သူတန်တနေ့ပြည့်အတွက်ဆိုပြီးတော့မှာပေးထားတဲ့ပေါက်ကြီးကိုမင်းမင်းအပါဝင်ပေါ့နော်ရှင်တို့လေးပါအားကြရအောင်လို့မင်းမင်းတင်ပေးလိုက်ပါရှင်အခုကြည့်နေတဲ့သူလေးတွေလေးဘလို့နေလဲတော့မသိဘူးပေါ့နော်မင်းမင်းကတော့လက်တွေလည်းညောင်းပါတယ်ညောင်းလားမညောင်းလားဆိုတာတော့လေအခုဗီဒီယိုကြည့်ရနေတယ်သိနိုင်နေပေါ့နော်ဒီဗီဒီယိုထည့်ရင်းနေပဲပေါ့နော်ဖြစ်ချင်တော့အဆင်မပြေရနဲ့ပဲမင်းမင်းတို့2ခေါက်3ခေါက်လောက်တောင်မှရိုက်လိုက်ရပါတယ်ရှင်တို့အားကြမကြတော့မသိဘူးပေါ့နော်မင်းမင်းကတော့တကယ်ကိုအားကြပါတယ်မှာပြီးတော့ကလည်းဒီညီမလေးကပေါ့နော်အမကြီးဒီငွေမောင်းတိုင်းသုံးချင်တယ်ဒီပစ္စည်းလေးတွေပါအောင်ထည့်ချင်တယ်ဆိုပြီးတော့တခါတည်းငွေကိုတန်းပြီးလဲပြီးသွားတာပေါ့နော်မုံဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော်ကောင်းမလေးကြိုက်တဲ့မုံလေးပဲထည့်ပြီးမှရေးတဲ့တခြားဥစားကြသူကတိတ်ပြီးတော့မကြိုက်လို့ပေါ့နော်တခါလေးပြောပြီးတော့သူလိုချင်တဲ့မုံလေးတွေပဲယူပြီးတော့မှာပြီးသွားတာအခုလိုမျိုးပေါ့နော်မင်းမင်းစီမှာပဲရိုးကြီးကြီးနဲ့မှာပြီးညီမလေးကိုလည်းကြည်ကြီးအများကြီးတင်ပါတယ်ရှင်ရှင်တို့ကလာလေး February 14မှာ chocolate စားတာပေါ့နော်ဒီညီမလေးဆိုလို့ရှိရင်လေအခုချိန်ဒီ chocolate စားနေတာဒီပေါက်ထဲမှာထည့်ပေးထားတဲ့ပစ္စည်းတွေများလို့တော့မှလေမဆက်လို့ပေါ့နော်မမင်းတို့ဖာမှာခွဲပြီးတော့ထည့်နေပြီးတော့ငွေသားပန်းကြီးပေါ့နော်3သိန်းစီးပေးထားတယ်ငွေသားပန်းကြီးတစ်စီးပါပါတယ်ဒါပေမဲ့ပေါက်ထဲမှာထည့်ပြဖို့ကဘလို့မှစင်မပြေလို့ပေါ့နော်တက်ဗီဒီယိုလေးပဲရိုက်ပြီးလဲရပါတယ်ရှင်ဒီလိုမျိုးလက်ဆောင်ပစ္စည်းပေါက်လေးတွေမှာအောင်ကျင်းနေဆိုလို့ရှိရင်တော့မင်းရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39934665မှာပဲအော်ဟာလေးလာတင်ပေးလို့ရပါတယ်ရှင်ဒီရဲ့ KB ဖုန်းနံပါတ်ရော Wait ဖုန်းနံပါတ်ရောဒီဖုန်းနံပါတ်လေးတစ်လုံးနဲ့ပဲဖြစ်ပါတယ်ဒီဖုန်းနံပါတ်တစ်လုံးနဲ့သာတာဝန်ယူပြီးတော့ဖြည့်ရှင်းပေးပါတယ်ရှင်မင်းကိုယ်တိုင်ကလည်းဒီဖုန်းနံပါတ်လေးတစ်လုံးပဲအသုံးပြုပါတယ်နော်ဒီခု394665မှာမှာထားတဲ့ဘေးပစ္စည်းကိုမဆိုမင်းကိုယ်တိုင်တာဝန်ယူပေးပါတယ်ရှင်အခုချိန်နေသူလေးပါဝင်ပေါ့နော်မင်းကိုယ်တိုင်ကအချစ်ခံရပါစေလို့ဆုတောင်းပေးပါတယ်ရှင်အခုချိန်ဒီဝယ်ယူအပ်ပြီးလာတဲ့တယောက်ချင်းလေးတိုင်းလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်